အာရခတပ်တော်နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းအထိနာပြီးအကြဆုံးများနေတဲ့အာဏာသိမ်းမြန်မာစစ်တပ်ကလက်စားချေတုံ့ပြန်တဲ့အနေနဲ့တောင်ကုန်းနဲ့ရန်ပြဲမြို့နယ်ကစစ်ပေးရှောင်တွေခိုလုံနေတဲ့နေရာတွေကိုပြစ်မှတ်ထားပုံကျဲတိုက်ခိုက်တဲ့တရင်ကိုစတင်တင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ၁ရက်နေ့မနက်ပိုင်းကစပြီးတောင်ကုန်းနဲ့ရန်ပြဲမြို့နယ်ကစစ်ရှောင်တွေရှိတဲ့နေရာတွေကိုလေရင်တွေတုံးပြီးပုံကျဲခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောဆိုပါရယ်။ဒေသခံတွေရဲ့ပြပြချက်အရအဲ့ဒီနေရာတွေဟာစစ်ရှောင်တွေယာယီခိုလုံတဲ့နေရာတွေဖြစ်ပြီးအကြမ်းဖက်စစ်တပ်ကအကြောင်းမဲ့အုပ်စုလိုက်ပုံကျဲသွားခဲ့တာလို့သိရပါဗျ။တောင်ကုန်းမြို့နယ်မှာဆိုရင်စစ်ပေးရှောင်တွေနေထိုင်ကြတဲ့စားပြင်ကင်းတောင်နဲ့ပတ်ဝန်းကျင်အနီးနားကတောတောင်တွေကိုမနက်9:00နာရီကစပြီးဂျက်ဖိုက်တာ၄စီးနဲ့ဝိုင်တွဲလေယာဉ်တွေတုံးပြီးပုံကျဲခဲ့တယ်လို့ဆိုပါရယ်။အဲ့ဒီနေ့ညပိုင်းမှာလည်းတောင်ကုန်းမအီရန်ပြဲလမ်းဘေးကစစ်ပေးရှောင်တွေရှိတဲ့နေရာတွေကိုဘုံလေးလုံးထပ်မနဲ့ထပ်မံကျချခဲ့တဲ့အတွက်စစ်ပေးရှောင်2ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ဟာတိုက်ပွဲတွေမှာအကြဆုံးများပြီးရေတပ်စခန်းတွေကိုပါတိုက်ခိုက်ခံနေရတဲ့အတွက်အခုလိုအရက်သားတွေရှိတဲ့နေရာတွေကိုအညှို့တကြီးပြစ်မှတ်ထားတိုက်ခိုက်လာတာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်လေရင်တွေဟာဘုံမကျဲခင်ကင်းထောက်လေရင်တွေနဲ့အမြဲပြန်တန်းလေးရှိတာကြောင့်ဒေသခံတွေအနေနဲ့လေကြောင်းအန္တရာယ်ကိုအထူးသတိထားစောင့်ကြည့်နေဖို့လိုအပ်တယ်လို့လည်းစစ်ရေးအခြေအနေကိုစောင့်ကြည့်နေသူတွေကသတိပေးပြောဆိုထားပါတယ်။